ဒီအဖိုးကြီးကသူ့ကိုယ်တော်ကို10နှစ်အတွင်းမှာပထမဆုံးအကြိမ်ဖွင့်လိုက်တဲ့အခါသူကအဟောင်းကရှိနေသေးတာကိုတွေ့ရတော့သူမြေးတွေကိုအမြန်ခေါ်လိုက်ပြီးကားကိုအပြင်ဆွဲထုတ်လိုက်ကြတယ်။ဒါပေမဲ့မြေးတွေကကားကပြက်နေတာကိုသိသွားတော့အဖိုးကိုအံ့အားသင့်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါကြောင့်ကားရဲ့အပေါ်ပိုင်းကိုစတင်ဆေးကြောပြီးတော့တာယာတွေကိုတန်ရှင်းပြီးအတွင်းပိုင်းကိုလည်းဆေးကြောလိုက်တော့ကားကအသစ်လိုဖြစ်သွားတယ်။ဒီကလေးတွေကတော့ပြင်းလို့အယုတ်လဲမရှိကစားစရာမရှိဘဲနဲ့အတော်လေးကိုဝမ်းနည်းနေကြတယ်။ဒါပေမဲ့အမကြီးကရေစလုံးကြီးတစ်လုံးကိုယူပြီးရေခဲပုံးတစ်ပုံးလေးကိုထည့်လိုက်တယ်။ချက်ချင်းဆိုသလိုမိကိုတိန်ကြီးတစ်ခုထွက်လာပြီးအေကန်ကျမ်းမြင့်တစ်ခုလုံးကိုဖုံးသွားတယ်။ညီမလေးကပျော်လွန်းလို့စကစားလိုက်တယ်။ပြီးတော့မောင်လေးကမိကိုတိန်ကြီးကိုပိုကြီးအောင်လုပ်ဖို့ပန်ကာလေးတစ်ခုကိုကင်လိုက်တယ်။ဒါကြောင့်သူတို့အမေကတော့စိတ်ဆိုးသွားပါတယ်။ဒီလူတွေကတကယ်မြင်ကွင်းပျောက်ဆေးကိုတီထွင်ထားကြတယ်။ဒါပေမဲ့မြင်ကွင်းပျောက်ဆေးတွေဟာတကယ်ရှိပါတယ်။အဲ့ဒါကိုမြင်ကွင်းပျောက်ဒိုင်းလို့ခေါ်ပါတယ်။အစကတာမန်ပလတ်စတစ်ပြားလို့ထင်ရပေမဲ့တယောက်ကအဲ့ဒီအနောက်မှာပုံလိုက်တာနဲ့ပျောက်သွားပါတယ်။ဒါကဓာတ်အားမလို့သလိုဘက်ထရီလည်းမလိုပါဘူး။ဒါကြောင့်ဘယ်နေရာကိုမဆိုယူသွားလို့ရပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။